hello ကဲဒါကြတော့လေဒါလက်စိန်လိတ်တစ်မျိုးပဲသူ့ပေမဲ့ဒါဒီဟာရဲ့ဟာကတော့အပွင့်ပုံစံတစ်မျိုးလေးဘီမစ်ကောတစ်မျိုးအောက်နာရီကောတစ်မျိုးပေါ့နော်โอเคဒါလေးလည်းနှစ်တရာကိုချစ်ပူလေးနဲ့ခတ်ပေးထားတာပဲတပတ်အပါဝမ်းဆက်အုပ်ပေါ့နော်ဒါကကြတော့38တန်လေးဒါကြတော့အနက်ခံကိုရောင်စုံလေးကင်ပေးထားတယ်ဒါ38နေရတယ်ဆိုတော့တောက်ချင်းစီလည်းဝယ်လို့ရတယ်ကိုကတောက်ချင်းစီလည်းဝယ်လို့ရတယ်တကယ်ချင်းတွေစုပေါင်းပြီးတော့ promotion အရယူမယ်ဆိုလည်းရတယ်တခုတော့ရှိရတော့ကိုယူတဲ့promotion ဥပမာဒီ3,800တန်ဆိုရင်လည်းဒီ3,800တန်ကိုက9အုပ်ဝယ်မယ်ဆိုတော့တအုပ်ပို့ရမယ်တခုတော့ရှိရတော့ promotion နဲ့ရယူချင်တယ်ဆိုရင်ကကြတော့ကိုယူမဲ့ item ပေါ့နော်ဥပမာ38တန်ကို9အုပ်ဝယ်မယ်ဆိုအဲ့ဒီ9အုပ်စာတစ်ခါငွေချေပြီးတော့မှာထားပေးရမယ်တအုပ်ပို့ရမယ်အဲ့လိုမျိုးဆိုရင်ဒီ3လပိုင်းတစ်လလုံးလုပ်ပေးထားတယ်အဲ့လိုငွေကြိုချေပြီးတော့မယူချင်ဘူး install ရမှပဲယူချင်တယ်တောက်ချင်းစီပို့ပေးမရဘူးလားဆိုရတယ်เนาะpromotion အကြောင်းလဲတစ်ခါပြပြပေးလိုက်တာဒါကြတော့နှစ်တရာ diamond ပဲဒါလေးလဲချစ်ပိုးလေးနဲ့ခတ်ပေးထားတဲ့တရားလဲတပတ်အပါ1ဆက်အုပ်ပဲ3,800တန်4သိန်းမရောက်တဲ့ထဲကဆိုရင်ဒါလေးလဲရတယ်ပေါ့เนาะ promotion တွေဘာညာတွေစိတ်ဝင်စားဖို့တောက်ချင်းစီကိုကြိုက်တာကိုယူမဆောင်ချင်ဘူးဆိုရင်လည်းရတယ်နော်စက်တိုက်လိုက်ခတ်တဲ့ install ရနိုင်တဲ့အချိန်ဆိုရင်ကဒီဗီဒီယိုတစ်ခါတင်တဲ့အချိန်ရတယ်နောက်ရက်တွေကူးမယ်ဆိုရင်ကတော့ install ရှိချင်မှရှိမယ်စက်တိုက်တော့ခတ်ပေးမယ် install ရချင်တယ်ဆိုရင်ကတော့ဗီဒီယိုရိုက်ပြီးရတဲ့ချက်ချင်းလာပြီးတော့မှာပေးပါ okay thank you